ကျွန်တော်တို့ပြန်ဆုံတွေးကြရပြန်ပြီဒီနေ့မှာတော့ကျွန်တော် iPhone 100 Pro Max အကြောင်းကိုပြောပြမေးသွားမှာโอเคလားတွားကြည့်အောင်ဟုတ်တယ်မလားဒီဖုန်းက 100% စမူနီလန် steel နဲ့လုပ်ထားတာဒီဖုန်းကရေစိမ်ခံလား Hello တဲလေး sorry ကိုချစ်လေးနဲ့အလုပ်ရုပ်နေလို့ပါကင်မရာကောင်းလားမကောင်းဘူးလားစမ်းကြည့်ဒီဖုန်းကချစ်သူတွေရဲ့အတွက်တကယ်ကောင်းတယ်ဘာလို့လဲဆိုတော့ကျွန်တော်ရှိန်ပြပါမယ်ဒီရင်လား AI ကကျွန်တော်ရဲ့ရီးသားနဲ့မိန်းမစီကို message ပို့ပေးလိုက်တယ်တကယ်မိုက်တယ်နော်တည်တဲ့အတိုင်း AI ကအလိုအလျောက် message ချက်တွေပို့နိုင်တယ်ဘာပြတ်တလာမှာစိတ်ပူစားတာမလို့နော်ဒီဖုန်းကိုတနာရီပဲအားသွင်းရင်ခင်ဗျားတို့တစ်သက်လုံးသုံးလို့ရတယ်အိုင်အယောင်လေးတွေကတကယ်မိုက်ဒီနေ့အတွက်တော့ဒါလောက်ပါပဲဗိုက်စာနေပြီနောက်မှတွေ့မယ်နော် Bye